ဂျုံဝစ်တယောက်ဟာတထေးကမိတ်ပေးတာနဲ့သူ့ရဲ့လက်ညှိုးတစ်ချောင်းကိုကိုက်ဖြတ်လိုက်တယ်ဘာကြောင့်လဲဆိုရင်သူကရရှားမှာဖိအားကိုင်းအတွက်မစ်ရှင်တစ်ခုကိုကြာရှုံးသွားခဲ့ပါတယ်အဲ့ဒါကြောင့်ရွေးချယ်မှုတစ်ခုအနေနဲ့သူ့ရဲ့အမားအတွက်ပြည့်ဖြေဖို့လက်ညှိုးကိုကိုက်ဖြတ်လိုက်ဒါမှမဟုတ်ကြည်စံယူကသူရဲဘောကြောင့်တလို့တည်သွားလိုက်ဖို့လှုပ်ခိုင်းခဲ့တာဖြစ်ပါတယ်ဒီလောက်ရက်ကပြန်လည်ပေးဆက်ခြင်းနဲ့ခွင့်လွှတ်ခြင်းခံထိုက်ကြောင်းကိုတက်တည်ပြနိုင်ရန်ရည်ရွယ်ခြင်းပဲဖြစ်ပါတယ်ဖြန်တွေဟာတင်မောပေါ်တက်ပြီးထိုင်ရတာကိုနှစ်သက်ကြပါတယ်ဘာလို့လဲဆိုရင်တိုက်ခိုက်ဖြက်စီးတတ်တဲ့ကောင်တွေလုံးဝမရောက်နိုင်တာကြောင့်သူတို့အတွက်ပေးကင်းတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ပြီးတော့ငမန်းတွေကလည်းသူတို့စီကိုမရောက်နိုင်တယ်လို့လိုင်းကျန်းတွေကသူတို့ကိုမထိနိုင်တာကြောင့်အေးဆေးဆေးအနားယူနိုင်ပါတယ်အကောင်းဆုံးကတော့သူတို့ဟာသမုဒ္ဒရာတွေကိုကူးခတ်เสียမလို့ပဲမိုင်ပေါင်းများစွာဖြတ်ပြီးအခမဲ့စီးခွင့်ရကြပါတယ်ဆိုဗီယက်စစ်သားတွေဟာနာဇီတပ်တွေကိုလှည့်စားဖို့မတူညီတဲ့နေလန်းတွေတုံးခဲ့ကြပါတယ်ဒီတစ်ခါတော့သူတို့ရဲ့တင်ကားတွေကိုရည်ရွယ်ချက်ရှိအဖြူရောင်ဆေးရည်တွေချဲခဲ့ကြတယ်အဲ့ဒီနောက်ဆောင်းရာသီမှာဆိုဗီယက်တင်ကားတွေကိုနာဇီတွေကအမြောက်တွေနဲ့ဖျက်ဆီးကြပေမဲ့ထုံးဖြူနဲ့ဖုံးအုပ်ထားတာကြောင့်နင်းတော်တဲကိုဝင်သွားနိုင်အောင်လုပ်ခဲ့ကြပါတယ်ဒါကိုနောက်ပိုင်းမှာဆောင်းတွင်ဖုံးကွယ်ခြင်းလို့ခေါ်ခဲ့ကြပါတယ်ဒီလိုနဲ့သူတို့ရဲ့တင်ကားတွေကိုရိုးရိုးရှင်းရှင်းစေကြောပြီးသူတို့ရဲ့ပုံစံအမှန်တိုင်းပြန်နေသွားကြပါတယ်